你မြန်မြန်လုပ်ဟေးနော်ရထားထွက်တော့မှာမလို့ဟုတ်ကဲ့အေးအေး ဆရာ ကြပြ ဟိုအလုတ်ကလေးပါလေးမလိုဘူးလားဆရာကျွန်တော်အလုတ်ချင်လို့ပါ အလုပ် ဟုတ် ခမရထမ်းနိုင်မိုးနိုင်မှာမလား အာထမ်းနိုင်ပါလေကျုပ်ထမ်းနိုင်ပါလေ အာခမရအသက်ရွယ်နဲ့ထမ်းမိုးကတော့မဖြစ်နိုင်ပါဘူးဗျာဒါနဲ့တခုတော့ရှိတယ်ဟိုကျွန်တော်အလုပ်ထဲမှာဒီဘောပင်ကင်ပြီးစရင်မှတ်ရမယ့်နေရာမှာတော့လူလိုတယ်ဗျာခမရအဲ့ဒါဘောပင်ကင်ပြီးစရင်မှတ်နိုင်မလား ဘာဗျကျောင်းလိုပရိုကအဲ့ဘောပင်ကင်စရင်ပတ်သက်လို့ဘယ်တော့မှမလုပ်ဘူးဘယ်နဲ့ ဟိုလေကလောက်ကဆင်ပြူသေးလားမသားမူကြီးတန်းနိုင်တော့ဆင်းအောင်လုပ်ပြီးတော့နော် ရရတော့ဗျာ အညာညာတိုက်ပါလေအဲ့တော့ကူးမနေနဲ့သေးလားโอเคဟာအကိုဆင်းအောင်လေးကောင်းပါမယ် ဘာလို့ကြည့်ရတော့မင်း ကျွန်တော်တော့မွေးနေမှာပါကို တော့ပရိုတွေကအဲ့လိုမျိုးရှမ်းခောက်ဆွဲမျိုးမစားဘူးနော် ဒီကဘာတော့ကွာကျွေးလဲကျွေးရ အာဘို့ကျွန်တော်ဓာတ်ပုံလေးတုံးတော့ရိုက်ပြီးတော့ပါဟဲ့ငါတို့ပရိုတွေကဒီလိုဓာတ်ပုံရိုက်တဲ့တန်းစားတဲ့မပါဘူး အမြက်ကလည်းဒါလေးခိုင်းတာ အာဟဲ့ကောင်နေဘာလဲလုပ်နေ လာကျွန်တော်လည်းတူဆောင်လား အာလုံးနေငါရုံးလုံးနေရိုက်လို့မရဘူးကွာ အမြက်ကလည်းဗျာ လောက်ပါရိုက်ပါ သွားတယ်သမား ရိုက်ပါငါထိုင်ကြည့်ပါမယ်လောက်ပါရိုက်ကြပါ โอเคတိုက်လာမယ်လက်ကြည့် ပြန်လဲကွာကြည့်အောင်ဟေးငါလည်းဝါရနာပါတယ်ဟာ ဆိုးဘူး ဟဲ့အောင်နေအဲ့လူပြီးလား အာမင်းတိတာဗောဟာငါတော့မွေးနေကွာငါရှမ်းကောက်သလေးခေါ်ကျွေးတော့မင်းလည်းအားထားရင်တော့ဆရာကြီးထားနေမယ်အဲ့လိုတွေငါမစားဘူးပြောသွားတယ် အဲ့ပုံစံနေမကဘူးဒီမှာတနေ့ကကျွန်တော်စီအလုတ်လာတောင်းတာတဲ့ဘောသူ့ပင်မန်းမှာဆိုလို့ဘောပင်လေးကင်ပြီးစရင်မှတ်ခိုင်းတာဗျာအဲ့ဒါမလုံးနိုင်ပါဘူးတဲ့စောက်ကြီးစောက်ကျယ်နဲ့ ခမရတို့တွေမဟုတ်ဘူးကျုပ်ဗျာဓာတ်ပုံလေးရိုက်တစ်တော်လေးဆော့မလို့ကိုကြီးဓာတ်ပုံလေးရိုက်ပေးသမှာစောက်ကြီးစောက်ကျဲလှုပ်သွားတာ ဟုတ်တယ်အဲ့ပုံစံနဲ့ပါ အာရေးမကြည့် သူ့ကိုသူပတိုနဲ့ကွာကင်ခေါ်ပေးမယ်လား မေးလိုက်ရ ဝေးမယ်ကွာ ဟေးမနေ့ခါစားနေစားနေတော့မေးကြကျွန်တော် ဘာတော့ဘာမေးချင်တာတော့ပြီးရော ခမရပါတော့ဟမ် ဟမ် ခမရပါတော့ ခမရရက်ကွက်ထဲမှာရက်ကွက်သားချင်းမလို့တယောက်နဲ့တယောက်အကူညီတောင်းလဲတူတူပဲအလုတ်လာတောင်းတော့လေခမရကြီးကြီးကျယ်ကျယ်တွေနဲ့နော်ခမရပတိုနဲ့ဘာပတိုတော့ လက်ပရိုဗျာဟာမလုပ်နိုင်တဲ့လုပ်တွေကိုမင်းတို့ကခိုင်းကြတာကိုကွာ မှတ်သားလောက်ပါတယ်ဗျာလာသွားဆို ဟုတ်ကဲ့ကျွန်တော်ပရိုတယောက်ပါ ကဘာတလွားကဘောလုံးပွဲစဉ်တွေ live show casino တို့ကိုစိတ်ချယုံကြည်စွာကစားဖို့ဆိုရင်24နာရီပြည့်ရမရှိအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့တကုံခွတ်သုံးလုံးကိုတတိယလိုက်ပါငွေသွင်းငွေထုတ်မြန်ဆန်စိတ်ချရပြီးလစဉ်တိုင်းမှာငွေသားကန်ဆန်းခွင့်နဲ့အနိုင်ရရှိသူတူဖြစ်ဖို့တကုံခွတ်သုံးလုံးကိုအခုပဲဆက်သွယ်လိုက်နော်